ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့နေအိမ်တိုင်းမှာဖျားเจ้าဆောင်ဟာအမြင့်မြတ်ဆုံးနဲ့အရေးအကြီးဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။အိမ်တအိမ်ရဲ့စီးပွားလက်လာပါချမ်းမာရေးနဲ့မိသားစုအေးချမ်းမှုတွေဟာဒီဖျားเจ้าဆောင်ရဲ့တန်ရှင်းတက်ရက်မှုနဲ့စနစ်တကျရှိမှုအပေါ်မှာအများကြီးမူတည်နေတတ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တော်တော်များများဟာကိုယ်တိုင်တောင်သတိမထားမိပဲဖျားစင်မှာမထားသင့်တဲ့ပစ္စည်းတွေကိုထားမိနေတတ်ကြပါတယ်။အဲ့ဒီလိုအမားမျိုးတွေကတင့်အိမ်ရဲ့ကောင်းမွန်တဲ့စွမ်းအင်တွေကိုပိတ်ပင်လိုက်သလိုဖြစ်စေပြီးစီးပွားရေးလက်လာပါတွေကိုလည်းစုပ်ယုပ်စေနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့တင့်အိမ်မှာစီးပွားလက်လာပါတွေတိုးတက်လာစေဖို့အတွက်ဖျားเจ้าဆောင်မှာလုံးဝမထားသင့်တဲ့အချက်တွေကိုအသေးစိတ်ရှင်းပြပေးသွားမှာပါ။ပထမဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကတော့ဖျားเจ้าဆောင်ဟာအမိုက်ပုံသို့မဟုတ်ဖြစ်စည်းဟောင်းတွေစုပုံရနေရမဟုတ်ဘူးဆိုတာကိုသတိပြုဖို့ပါပဲ။အိမ်ကူတွေဒါမှမဟုတ်မိသားစုဝင်အချို့ဟာဖျားစင်ရဲ့အောက်ခြေဒါမှမဟုတ်ဘေးနားတွေမှာလျှော်ရမယ့်အဝတ်စားဟောင်းတွေဖုံဆုပ်ဆက်တွေအမိုက်ပုံတွေနဲ့အသုံးမလိုတော့တဲ့ပစ္စည်းဟောင်းတွေကိုထောက်တတ်ကြပါပဲ။ဒါဟာအလွန်ကိုမင်္ဂလာမရှိတဲ့လုပ်ရတစ်ခုပါ။အညစ်အကြေးနဲ့အညော်တွေဟာလက်လာပါကိုပိတ်စီယုံတယ်မကပဲအိမ်သူအိမ်သားတွေရဲ့စိတ်ကိုလည်းမကြည်မလင်ဖြစ်စေပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုကတော့ဖျားเจ้าဆောင်မှာပန်းဟောင်းတွေကိုအကြာကြီးဆွဲမထားဖို့ပါပဲ။အချို့ကပန်းနေရိုးနွမ်းနေပြီးဆိုတာသိရသားနဲ့အလုံးများလို့ပဲဖြစ်ဖြစ်မေ့လို့ပဲဖြစ်ဖြစ်အကြာကြီးထားတတ်ကြပါတယ်။ရိုးနွမ်းနေတဲ့ပန်းတွေနဲ့ပုတ်အပ်နေတဲ့ပန်းအိုးတွေကရေတွေဟာစီးပွားရေးမှာအထစ်ငိုတွေဖြစ်စေနိုင်ပြီးလူကိုလည်းထိုင်းမွမ်းစေပါတယ်။ဒါကြောင့်နေ့စဉ်နေ့တိုင်းဖျားပန်းတွေကိုစစ်ဆေးပြီးလက်ဆက်နေအောင်ထားရှိပေးရမှာဖြစ်ပါတယ်။ဒါအပြင်ဖျားเจ้าဆောင်ရဲ့အနီးနားမှာဖနက်စင်တွေရှိမနေဟုလည်းလိုအပ်ပါတယ်။ဖနက်ဆိုတာခြေထောက်မှာစီးထားတဲ့အနှိမ်ဆုံးပစ္စည်းဖြစ်ပြီးဖျားเจ้าဆောင်မှာတော့အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့အတွက်ဒီနှစ်ခုဟာတနေရာထဲမှာနီးနီးကပ်ကပ်ရှိမနေသင့်ပါဘူး။အကယ်၍နေရာအခက်ခဲကြောင့်ထားရမယ်ဆိုရင်တော့စနစ်တကျအကာအကွယ်နဲ့ဖုံးကွယ်ထားဖို့လိုအပ်ပါတယ်။ဒီအချက်လေးတွေကတင်းငယ်တယ်လို့ထင်ရပေမဲ့လက်တွေ့မှာတော့တင့်အိမ်ရဲ့မင်္ဂလာရှိမှုကိုအများကြီးပြောင်းလဲပေးနိုင်တဲ့အခြေခံအချက်တွေပဲဖြစ်ပါလေ။အထူးသဖြင့်စီးပွားတက်ချင်တဲ့သူတွေအနေနဲ့ဖျားเจ้าဆောင်မှာလုံးဝမပြုတ်လုတဲ့နောက်ထပ်အရေးကြီးတဲ့အချက်တွေကတော့ဖျားเจ้าဆောင်ပေါ်မှာလူသုံးကုန်ပစ္စည်းတွေကိုတင်ထားခြင်းပဲဖြစ်ပါတယ်။တချို့အိမ်တွေမှာတွေ့ရတတ်တာကဖျားစင်ရဲ့ဘေးကွက်လက်တွေမှာပတ်စံအိတ်တွေအိမ်တော်တွဲတွေဖုန်းတွေနဲ့ဆေးဘူးတွေကိုတင်ထားတတ်ကြပါတယ်။ဒါဟာအလွန်ကိုရှောင်ကျဉ်ရမယ့်အချက်ဖြစ်ပါတယ်။ဖျားเจ้าဆောင်ဆိုတာလောကီအာယုန်တွေနဲ့ကင်းဝေးပြီးအမေမြတ်ဆုံးပူဇော်ရနေဟာဖြစ်ရပါမယ်။လူသုံးကုန်ပစ္စည်းတွေအထူးသဖြင့်ပတ်စံအိတ်လိုမျိုးအမြဲတမ်းကင်တွဲအသုံးပြုနေတဲ့ပစ္စည်းတွေကိုဖျားစင်ပေါ်တင်ထားခြင်းကဖျားရှင်အပေါ်ယိုတည်မှုအားနည်းရာရောက်တယ်လို့တင့်အိမ်ရဲ့စီးပွားလလဘစီးစင်းမှုကိုလည်းအနှောင့်အယှက်ဖြစ်စေပါတယ်။နောက်ထပ်သတိထားရမှာကတော့ဖျားเจ้าဆောင်ရဲ့အလင်းရောက်ပါတယ်။ဖျားစင်ဟာမှောင်မဲမနေသင့်ပါဘူး။အိမ်တအိမ်ရဲ့ဖျားစင်ကမှောင်နေရင်အဲ့ဒီအိမ်ရဲ့အနာဂတ်နဲ့စီးပွားရေးဟာလည်းမှောင်မိုက်တတ်တယ်လို့အယူရှိကြပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်ဖျားစင်မှာမီးထွန်းညှိပူဇော်တဲ့အခါအလင်းရောင်ကောင်းကောင်းရနေဖို့လိုအပ်ပါတယ်။ထို့သဖြင့်ညဘက်တွေမှာအမြဲတမ်းလင်းထိန်နေတဲ့မီးအိမ်လေးတွေသုံးပေးတာကအိမ်ရဲ့จิตတွေကိုပို့ပြီးတိုးစေပါတယ်။ဒါအပြင်ဖျားเจ้าဆောင်မှာကွဲအပ်နေတဲ့ပစ္စည်းတွေပျက်စီးနေတဲ့စင်တူတော့ဒါမှမဟုတ်ဓာတ်တော်ပုံတွေကိုမထားသင့်ပါဘူး။တချို့ကနှမျောလို့ဆိုပြီးကွဲအပ်နေတဲ့ဖျားပန်းအိုးတွေအနားဆောင်ပဲ့နေတဲ့ရေချမ်းခွက်တွေကိုဆက်သုံးတတ်ကြပါတယ်။ဒါဟာစီးပွားရေးမှာအဖတ်မတင်ပဲဆုံးရှုံးမှုတွေကြုံရတတ်တဲ့နမိတ်တစ်ခုလို့ယူဆကြပါတယ်။ပျက်စီးနေတဲ့ပစ္စည်းတွေဟာအဆိုးစွမ်းအင်တွေကိုဆွဲဆောင်တတ်တာကြောင့်လက်ဆက်တန့်ရှင်းပြီးအကောင်းဆုံးပစ္စည်းတွေနဲ့ပဲပူဇော်တင်ပါတယ်။နောက်ထပ်ရှောင်ကျဉ်ရမယ့်အချက်ကတော့ဖျားเจ้าဆောင်ကိုအိတ်ခမ်းထဲမှာထားရှိတဲ့အခါခြေရင်းဘက်မှာထားခြင်းပါပဲ။နေရာခက်ခဲကြောင့်အိတ်ခမ်းထဲမှာထားရတယ်ဆိုရင်တောင်ကိုအိတ်တဲ့အခါခြေထောက်ကဖျားဘက်ကိုလွှဲ့မိနေတာမျိုးလုံးဝမဖြစ်စေရပါဘူး။ဒါဟာအလွန်ကြီးမားတဲ့အာကုသို့ဖြစ်တယ်လို့လက်လဘကိုလည်းအကြီးကျယ်ပိတ်ဆို့စေပါတယ်။အကယ်၍မရှောင်သာလို့ထားရမယ်ဆိုရင်ဖျားစင်ကိုအကာအယံလေးတွေလွတ်ထားတာဒါမှမဟုတ်ဗီဒီယိုထဲမှာစနစ်တကျထားရှိတာမျိုးလွတ်ပေးရပါမယ်။အခုပြောပြတဲ့အချက်တွေကတင်းရဲ့နေ့စဉ်လူမှုဘဝမှာ
စီးပွားရေးအစဉ်ပြေချောမွေ့ဖို့အတွက်အရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်။ဖျားเจ้าဆောင်ကိုစနစ်တကျနဲ့ရိုးရိုးသေးသေးပြုလုပ်ခြင်းကတင့်အိမ်ကိုနှကောင်းနှက်မြတ်တွေစောင့်ရှောက်စေပြီးမကောင်းတဲ့ဘေးအန္တရာယ်တွေကနေလည်းကာကွယ်ပေးနိုင်ပါတယ်။စီးပွားလာပလာပါဆိုတာစိတ်ကြည်လင်တန်ရှင်းတဲ့နေရာမှာပဲခိုအောင်တတ်တာဖြစ်ပါတယ်။ဒါကြောင့်ဖျားစဉ်ရှိမှလုံးဝမပြုတ်လုတဲ့အချက်ကတော့ရန်ဖြစ်ခြင်းနဲ့ဆဲဆူကြိမ်မောင်းခြင်းပဲဖြစ်ပါတယ်။အချို့အိမ်ဒီမှာမိသားစုဝင်အချင်းချင်းစကားများတာကလေးတွေကိုစူပူကြိမ်မောင်းတာတွေကိုဖျားစဉ်ရှိမှရင်ပြုတ်လုမိကြပါတယ်။ဒါဟာအိမ်ရဲ့အေးချမ်းမှုကိုဖျက်ဆီးလိုက်သလိုဖြစ်စေပြီးနှက်ကောင်းနှက်မြတ်တွေကထိုအိမ်ကိုစွန့်ခွာသွားတတ်ကြပါတယ်။ဖျားเจ้าဆောင်ဆိုတာမေတ္တာပွားများရာနေရာဖြစ်တဲ့တာကြောင့်စိတ်ဆိုးမှန်ဆိုးနဲ့ပြောဆိုတဲ့စကားလုံးတွေကတင့်အိမ်และအောင်မြင်မှုလမ်းစာနည်းကိုပိတ်ဆို့စေပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဖျားเจ้าဆောင်ရဲ့တည်နေရာနဲ့အင်သားနဲ့ကပ်လျက်ရှိနေခြင်းပဲဖြစ်ပါတယ်။အိမ်ရဲ့ဖွဲ့စည်းပုံအရာဖျားစဉ်ထားတဲ့နေရာဟာအင်သားနေရာနဲ့ကပ်နေတာမျိုးသို့မဟုတ်အင်သားတကားနဲ့မျက်နှာချင်းဆိုင်ဖြစ်နေတာမျိုးကိုလုံးဝရှောင်ကျဉ်ရပါမယ်။အင်သားဆိုတာအညစ်အကြေးတွေစွန့်ပစ်ရာနေရာဖြစ်လို့အမြင့်မြတ်ဆုံးဖျားရှင်နဲ့တနေရန်နဲ့ကတ်ထားခြင်းကမယိုသေးရာရောက်တယ်လို့အိမ်သူအိမ်သားတွေရဲ့ကျမ်းမာရေးကိုလည်းဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။စီးပွားရေးမှာလည်းငွေဝင်တဲ့လောက်ပြန်ထွက်နေပြီးအဖတ်မတင်တာမျိုးတွေကြုံရတတ်ပါတယ်။ဒါအပြင်ဖျားเจ้าဆောင်မှာလူဒန်းထားတဲ့စွန်ရေချမ်းတဲ့ပန်းတွေကိုစွန့်ပစ်တဲ့အခါမှာလည်းစနစ်တကျရှိဖို့လိုပါတယ်။အချို့ကစွန်တော်တွေကိုစွန့်ပြီးတဲ့အခါစနစ်တကျမစွန့်ပစ်ဖယ်ဖြစ်တယ်လို့ထားတတ်ကြပါတယ်။စွန်တော်ဟောင်းတွေကိုတရိษံလေးတွေကိုကျွေးတာမျိုးဒါမှမဟုတ်တန်ရှင်းတဲ့နေရာမှာစွန့်ပစ်တာမျိုးပဲလုပ်ရပါမယ်။မတော်တဆခြေထောက်နဲ့နင်းမိနိုင်တဲ့နေရာတွေမှာစွန့်ပစ်ခြင်းကလက်ပိတ်စေအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကတော့ဖျားစဉ်ပေါ်မှာလှူဒန်းတဲ့ရေချမ်းခွက်အရေးအတွက်ပဲဖြစ်ပါတယ်။ရေချမ်းခွက်တွေကိုအငဲတဲ့ပြည့်နေအောင်လှူဒန်းရမှာထစ်တယ်လို့ရေချမ်းခွက်တွေထဲမှာဖုံတွေအမိုက်တွေမဝင်အောင်လဲဂရုစိုက်ရပါမယ်။ရေဟာအေးမြက်ခြင်းနဲ့စီးစင်းခြင်းကိုကိုစားပြုတာကြောင့်တန့်ရှင်းလက်ဆက်တဲ့ရေချမ်းကိုအမြဲကတ်လူပေးခြင်းကတင့်ရဲ့စီးပွားရေးကိုအစဉ်ပြေချောမွေ့စေမှာပါ။ဒီအချက်တွေကိုတင်ကိုယ်တိုင်လက်တွေ့လိုက်နာကြည့်ရင်တိတာတဲ့ဖြောင်းလဲမှုတွေကိုခံစားရပါလိမ့်မယ်။စီးပွားတက်စေဖို့အတွက်ဖျားเจ้าဆောင်မှာစွန့်တော်ကတ်လူတဲ့အခါမှာအထူးဂရုစိုက်ပြင်ဆင်တဲ့အချက်တွေကိုဆက်လက်ရှင်းပြပေးသွားပါမယ်။အချို့ကစွန့်တော်ကတ်တဲ့အခါမှာဟင်းပကံတွေကိုဖျားစင်ပေါ်မှာပြည့်နှက်နေအောင်တင်ထားတတ်ကြပါလေ။တကယ်တော့ဖျားရှင်ကိုပူဇော်တဲ့အခါမှာအလှံပဲထက်တန်ရှင်းသက်ရမှုကပိုပြီးအရေးကြီးပါတယ်။ပကံအမျိုးမျိုးခွက်အမျိုးမျိုးနဲ့ရှုပ်ရှက်ခတ်နေတာထက်ကြီးညိုပွဲထိအောင်စနစ်တကျခင်းကျင်းတာကပိုပြီးမင်္ဂလာရှိပါတယ်။ဒါဖြင့်ဖျားစင်ပေါ်မှာဆုံးကပ်ပြီးတဲ့အခါနေ့လယ်ပိုင်းအထိအကြာကြီးပြစ်မထားဖို့လည်းလိုပါတယ်။စွန်းတော်တွေဟာလက်ဆက်နေစဉ်မှာပဲပြန်လဲစွန့်ပစ်ရမှာဖြစ်ပါတယ်။အချို့အိမ်တွေမှာစွန်းတော်ဟောင်းတွေခြောက်ကပ်ပြီးရင်နားနေတဲ့အထိထားတတ်ကြပါတယ်။ဒါဟာအိမ်ရဲ့ကြက်တရေကိုယူရော့စေပြီးစီးပွားရေးမှာလည်းအဟောင်းအဆုတ်တွေပဲလက်ခံရရှိတတ်တဲ့နမိတ်မျိုးဖြစ်စေနိုင်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ဖျားเจ้าဆောင်ရဲ့အမြင့်ပဲဖြစ်ပါတယ်။ဖျားเจ้าဆောင်ဟာအိမ်သူအိမ်သားတွေရဲ့အရက်ထက်နှိမ့်မနေသင့်ပါဘူး။မိမိတို့ရဲ့ဥခေါင်းထက်မြင့်တဲ့နေရာမှာပဲထားရှိရမှာဖြစ်ပါတယ်။အကယ်၍ဖျားစင်ကနှိမ့်နေရင်မိမိတို့ရဲ့ဘဝဟာလည်းထိုက်တဲ့လောက်မမြင်ပါပဲအပြည့်နှိတ်ခံရတာမျိုးမျက်နှာငယ်ရတာမျိုးတွေကျုံးတွေ့ရတတ်ပါတယ်။ဒါကြောင့်ဖျားเจ้าဆောင်ကိုအမြင့်ဆုံးနဲ့အသင့်အတော်ဆုံးနေရာမှာထားရှိဖို့အကြံပြုလိုပါတယ်။နောက်ထပ်စီးဝါးတက်စေမဲ့လျှို့ဝှက်ချက်တစ်ခုကတော့ဖျားเจ้าဆောင်မှာအမြဲတမ်းရေအပြည့်ပါတဲ့ရေအိုးတို့မဟုတ်ရေချမ်းခွက်ထားရှိခြင်းပါပဲ။ရေဟာငွေကြေးစီးဆင်းမှုကိုကိုစားပြုတာကြောင့်ရေချမ်းခွက်တွေဟာဘယ်တော့မှခြောက်ကပ်မနေသင့်ပါဘူး။မနက်တိုင်းမှာရေချမ်းအသက်လဲလှယ်ပေးခြင်းကတင့်အိမ်ကိုအေးမြတဲ့စွမ်းအင်တွေဝင်ရောက်စေပါတယ်။ဒါအပြင်ဖျားเจ้าဆောင်မှာဖုံတွေတက်မနေအောင်လဲအမြဲဂရုစိုက်ရပါမယ်။ဖုံဆိုတာအစိုးစွမ်းအင်တွေခိုးအောင်ရနေရဖြစ်လို့ဖျားစင်မှာဖုံတက်နေရင်တ
တင်းရဲ့စိတ်ကူးစိတ်တန်းတွေလည်းဝေဝါးတတ်ပြီးဆုံးဖြတ်ချက်အမားတွေချမိတတ်ပါတယ်။ဇီဝရေးလုပ်ငန်းရှင်တွေအနေနဲ့အောင်မြင်မှုရောက်ချင်ရင်မိမိတို့ကူးကွယ်တဲ့ဖះเจ้าဆောင်ကိုကိုယ်တိုင်တန့်ရှင်းရေးလုပ်ပေးတာကအကောင်းဆုံးကုသိုလ်တစ်ခုဖြစ်တယ်လို့အိမ်ရဲ့စွမ်းအင်ကိုလည်းပုံမတောက်ပါစေပါတယ်။ဒီအချက်လေးတွေကိုလိုက်နာကြည့်ခြင်းအပြင်တင့်အိမ်မှာအရင်ကထက်ထူးခြားတဲ့ပြောင်းလဲမှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့တင့်အိမ်ရဲ့စီးပွားလက်လာပကိုအထွတ်အထိရောက်စေမဲ့အရေးကြီးဆုံးလျှို့ဝှက်ချက်ကတော့စေတနာနဲ့တရားတရားပဲဖြစ်ပါတယ်။ဖះเจ้าဆောင်မှာအချက်အလက်တွေဘလောက်ပဲမှန်အောင်ပြင်ဆင်ထားပါစေ။ပြုလုပ်သူရဲ့စိတ်ထားကမကြည်လင်ဘူးဆိုရင်ရလက်ကအပြည့်အဝထပ်ပေါ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ဖះစဉ်ရှိမှာစွန်းရေချမ်းပန်းကက်လူတဲ့အခါတိုင်းမှာငါဟာအမျက်ဆုံးသောဖះရှင်ကိုအကောင်းဆုံးအရာတွေနဲ့ပူဇော်နေတာပဲဆိုတဲ့ပီတိစိတ်ကိုအမြဲမွေးမြူရပါမယ်။အဲ့ဒီလိုကြည်လင်တဲ့စိတ်နဲ့လှူဒန်းခြင်းကတင့်အိမ်ရဲ့စွမ်းအင်ဇက်ကွင်းကိုပိုမိုတောက်ပစေပြီးလက်လာပတွေကိုတန်လိုက်လို့ဆွဲဆောင်နိုင်စွမ်းရှိလာပါလိမ့်မယ်။နောက်ထပ်တစ်ချက်ကတော့ဖះเจ้าဆောင်ရဲ့ပတ်ဝန်းကျင်မှာအလင်းရောင်နဲ့လေဝင်လေထွက်ကောင်းမွန်ဖို့ပါပဲ။အိမ်တွင်းမှာစွမ်းအိမ်တွေပိတ်မိမနေပဲစီးစင်းနေမှသာငွေကြေးစီးစင်းမှုကလည်းချောမွေ့မှဖြစ်ပါရဲ့။ဖျားစဉ်ရှိတဲ့အခန်းကိုအမြဲတမ်းလေဝင်လေထွက်ကောင်းအောင်ထားပြီးပါ။အနက်အသက်အနေနဲ့လည်းအမွှေးတိုင်းသို့မဟုတ်တဘာဝပန်းရနံ့လေးတွေအမြဲရှိနေအောင်ဂယုစိုက်ခြင်းကနှကောင်းနှမျက်ဒီကိုပင့်ဖိတ်ရာရောက်ပါတယ်။အနှစ်ရှုရရင်တော့ဖះเจ้าဆောင်မှာပစ္စည်းဟောင်းတွေမထားဘူးအဝတ်စုံနဲ့အမိုက်ပုံးတွေဝေးထားဖို့ပစ္စည်းတွေကိုစနစ်တကျခင်းကျင်းမှုနဲ့အဓိကအားဖြင့်မိမိရဲ့စိတ်ကိုအေးချမ်းအောင်ထားဖို့ပဲဖြစ်ပါတယ်ဒီအချက်၁၁ချက်ကိုတင့်အိမ်မှာဒီနေ့ကစပြီးလက်တွေပြောင်းလဲပြင်ဆင်ကြည့်ပါတိတ်မကြခင်ပါပဲတင့်ရဲ့စီးပွားရေးတွေတိတိတတအဆင်ပြေလာတာမိသားစုဝင်တွေကျမ်းမာအေးချမ်းလာတာကိုကိုယ်တိုင်လက်တွေ့ခံစားရပါလိမ့်မယ်မင်္ဂလာရှိတဲ့အပြောင်းလဲဆိုတာတေးငယ်တဲ့အချက်လေးတွေကိုဂရုစိုက်ရတာနေစတင်တာပါအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေဟာတင်းအတွက်တင်မကပဲတင်းရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်ပါအကျိုးရှိစေမှာချက်တဲ့အတွေ့ဒီဗီဒီယိုလေးကိုပြန်လည်မျှဝေပေးဖို့တိုက်တွန်းလိုပါတယ် channel လေးကနေနောက်ထပ်လဲတင့်ဘဝအတွက်အကျိုးရှိစေမယ်စိတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်အခုဗီဒီယိုလေးကိုအဆုံးအောင်နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်တင့်ရဲ့နေအိမ်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးစီးပွားလက်လာပါတွေဒီရေအလားတိုးတက်ပြန်ပွားကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်